ိုရှိရှိတုန်းကစိမ့်လန်းဆိုပြေတဲ့တောင်တန်းကြီးတွေရဲ့အောက်ခြေမှာတာယာလှပတဲ့ရွာကလေးတစ်ရွာရှိပါတယ်။အဲ့ဒီရွာလေးမှာဖိုးလားပြေဆိုတဲ့မိဘမဲ့နွားကျောင်းသားလေးတစ်ယောက်ရှိတာပေါ့။ဖိုးလားပြေဟာစီးရဲပေမဲ့အရန်ရိုးသားပြီးတရိษံလေးတွေအပေါ်ကျင်နာသနာတတ်တဲ့စိတ်ထားရှိပါတယ်။ဒီနေ့တော့ဖိုးလားပြေဟာတောဆက်မှာနွားကျောင်းရင်းထူးဆန်းတဲ့အဖြစ်ပြက်တစ်ခုနဲ့ကြုံခဲ့ရတယ်။အင်ဂျင်ပင်အိုကြီးတစ်ပင်ရဲ့အောက်မှာနေယုံငှက်ကြီးတစ်ကောင်ကဒဏ်ရာရနေတဲ့ငွေဖြူကြီးတစ်ကောင်ကိုထိုးတုပ်ဖို့လုပ်နေတာကိုမြင်လိုက်ရတာပေါ့။ဖိုးလားပြေလည်းတနာစိတ်ဝင်တာနဲ့သူ့ရဲ့နွားကျောင်းနဲ့တုပ်ကိုဝှေ့ရမ်းပြီးနေယုံငှက်ကြီးကိုမောင်းထုတ်ကငွေဖြူကြီးကိုကဲတင်ပေးလိုက်ပါတယ်။အဲ့ဒီအခါငွေဖြူကြီးဟာအခိုးရှံတွေကြားထဲကနေမုတ်စိတ်ဖြူဖြူနဲ့တက်ပယ်လာတဲ့တောဆောက်နှက်မင်းကြီးအသွင်ပြောင်းလဲသွားပါတော့တယ်။ရိုးသားတဲ့နွားကျောင်းသားလေးမင်းရဲ့ကျင်နာတတ်တဲ့စိတ်ကငါအသက်ကိုကယ်တင်လိုက်တာပဲဒါကြောင့်မင်းကိုကျေးဇူးဆက်တဲ့အနေနဲ့ဒီမော်ကျိန်လုံးကိုပေးခဲ့မယ်။နမင်းကြီးကဖိုးလားပြေကိုတောက်ပနေတဲ့ကျိန်လုံးတစ်ချောင်းကမ်းပေးရင်းအတုံးချပုံကိုတုံတင်ခဲ့ပါတယ်။ဒီကျိန်လုံးကိုမြေကြီးပေါ်တစ်ချက်ပုတ်ရင်တရိษံတွေရဲ့စကားကိုနားလည်မယ်နှစ်ချက်ပုတ်ရင်၆သွေးတဲ့မြေကိုစိမ့်လန်းစေမယ်သုံးချက်ပုတ်ရင်တော့ဘေးရန်ရည်တွေကိုပျောက်ကွယ်သွားစေလိမ့်မယ်ဒါပေမဲ့သတိထားပါမင်းရဲ့ကိုကျိုးအတွက်မဟုတ်ပဲသူတစ်ပါးကိုကူညီဖို့ပဲသုံးရမယ်လို့မှားတမ်းချွေပြီးကွယ်ပြောက်သွားခဲ့ပါတယ်။ဖိုးလားပြေလည်းမှော်ကျိန်လုံးလေးကိုကင်ပြီးဝမ်းသာအားရနဲ့ရွာကိုပြန်လာခဲ့တာပေါ့။မကြခင်မှာပဲအဲ့ဒီဒေတာကိုအင်မတန်ဆိုးဝါးတဲ့မိုးခေါင်ရေရှားပေးတံကြီးကြားရောက်ပါတော့တယ်။လအတော်ကြာမိုးမရွာတဲ့အတွက်ရေရင်းတွေခန်းချောက်လဲကွင်းတွေအက်ကွဲပြီးရွာကနွားတွေစိတ်တွေလည်းတောက်ရည်မရှိလို့တေလူမျောပါဖြစ်ကုန်ကြတယ်။ရွာသားတွေလည်းစိတ်တက်ကြပြီးငိုကြွေးနေကြတာပေါ့။ဒါကိုမြင်ရတဲ့ဖိုးလားပြေဟာနမင်းကြီးရဲ့စကားကိုသတိရပြီးရွာလေကောင်ကိုထွက်လာခဲ့ပါတယ်ပြီးတော့မှော်ကျိန်လုံးလေးကိုမြေကြီးပေါ်တစ်ချက်နှစ်ချက်ဆိုပြီးပြိုင်တူပုတ်လိုက်ပါတော့တယ်အဲ့ဒီအခါအံ့ဩစရာကောင်းတော့အောင်ပဲအကွဲနေတဲ့မြေပြင်ကြီးထဲကနေဝုန်းကနေဆိုပြီးကြည်လင်အေးမြတဲ့ရေကြည်စမ်းရေတွင်းကြီးပန်းထွက်လာပြီးခြောက်တွေ့နေတဲ့တစ်ပင်တွေဟာလည်းစက္ကန့်ပိုင်းအတွင်းပြန်လည်စိမ့်လန်းဆိုပြေးသွားပါတော့တယ်ရွာသားတွေနဲ့တရိษံလေးတွေဟာရေကိုဝေါ်ဝေါ်လင်းလင်းတောက်ကြရလို့အားလုံးပျော်ရွှင်သွားကြတာပေါ့ဒါပေမဲ့သတင်းဆိုးကမြန်မြန်ဆန်ဆန်ပဲပြန့်နှံ့သွားပါတယ်အနီးအနားမျိုးကစိတ်ပုတ်ပြီးလောဘကြီးတဲ့မျိုးစားမင်းဟာဖိုးလားပြေမှာမှော်ကျိန်လုံးရှိမှန်းသိသွားတဲ့အခါသူ့ရဲ့စစ်သည်တွေကိုဆေလွတ်ပြီးကျိန်လုံးကိုအာဓမလူယူခိုင်းပါတော့တယ်စစ်တီတွေဟာရွာထဲကိုတနက်တွေဓားတွေနဲ့ဝင်လာပြီးဖိုးလားပြည့်စီကကျိန်လုံးကိုလူယူဖို့လုပ်ကြတယ်ရွာသားတွေလည်းကြောက်လန့်တုန်လှုပ်ကုန်ကြတာပေါ့ဖိုးလားပြည့်ဟာလုံးဝမကြောက်ပဲရဲရဲဝံ့ဝံ့နဲ့မှော်ကျိန်လုံးကိုမြေကြီးပေါ်၃ချက်ဇက်တိုက်ပုတ်လိုက်ပါတယ်ချင်းဝုံချက်ချင်းဆိုသလိုပဲတောထဲကစင်အုပ်ကြားအုပ်ဝုံဝုံအုပ်ကြီးတွေနဲ့ပြားအုပ်ကြီးတွေဟာရွာထဲကိုအုံထွက်လာပြီးလောဘကြီးတဲ့စစ်တီတွေကိုဝိုင်းဝန်းတိုက်ခိုက်ပါတော့တယ်စစ်တီတွေလည်းမခံနိုင်ပဲလက်နက်တွေချပြီးထွက်ပြေးကြရသလိုလောဘကြီးတဲ့မျိုးစားမင်းလည်းအကြောက်လွန်ပြီးနောက်နောင်ဘယ်တော့မှသူတစ်ပါးကိုမနှိပ်စက်တော့ပါဘူးလို့ဂရိပေးကတောင်းပန်ရပါတော့တယ်အဲ့ဒီနေ့ကစပြီးနွားကျောင်းသားလေးဖိုးလားပြေဟာမှော်ကျိန်လုံးရဲ့အစွမ်းနဲ့ကျေးလက်ဒေတာကစင်းရဲသားတွေတရိษံလေးတွေကိုတစ်သက်လုံးကူညီဆောင်ရှောက်သွားခဲ့ပြီးရွာကလေးဟာလည်းထာဝရအေးချမ်းသာရသွားပါတော့တယ်